Okay ခုနကခွဲကြကျွန်တော်ဒီ DF ဆိုတဲ့ကောင်လေးအကြောင်းကိုပါမယ် DF လို့ရိုက်ကြည့်လိုက်အဲ့မှာဆိုကျွန်တော်ရဲ့ဒီ disk usage တွေကျွန်တော်လာပြီးတော့သူကပြပဲကျွန်တော်ဒီ file system မှာရှိရပေါ့နော် disk usage နဲ့ပတ်သက်တဲ့ဒီ report လို့ပြောအောင်နော်အဲ့သူလာပြပြီးအဲ့မှာကျွန်တော်ဘယ်လောက်သုံးထားတယ်ဘယ်လောက် available ဖြစ်တယ်စသဖြင့်ပေါ့နော်ဒီမှာ percent နဲ့လည်းကြည့်လို့ရတယ်ဘယ်ကောင်တွေကဘယ်လောက်ပေါ့နော်သူတို့ mount လုပ်ထားတဲ့ file system တွေကိုလာပြပြီးဟုတ်ပြီကျွန်တော်အသုံးများရဆိုရင်ကြာမျိုးလုပ်ကြည့်ပေါ့နော်အဲဒီမှာဆိုကြည့်ရတာအဆင်မပြေဘူးသိပြီးတော့အဲ့ဘာလို့လဲ h ရယ်ပြီး t ရယ်ရရမယ်နောက်ခါ t ကအကြီးဖြစ်ရမယ်အဲ့ဒါဆိုဒီမှာလာပြပြီးတော့ဒီမှာဆို human variable နဲ့လာပြီးတော့ပြပြီးအဲ့လိုမဟုတ်ဘူး t လေးဖြုတ်ကြည့်နော်ဒီမှာじゃသူရဲ့ဒီဟိုကမပါတော့ဘူးเนาะဒီမှာခွဲပြားလေးပြမယ်ဆိုလို့ရှိရင် sorry mouse ကအဲ့ရပြီဒီမှာ type လေးလာပြီးတော့ပြပြီဒီမှာじゃရှိသေးတယ်ဆို file system ပြီးရင် size to use to ရောက်သွားဒီမှာ minus t option ပါတော့ဗာလဲသူရဲ့ဒီအမျိုးအစားလေးပါလာပြီးတော့ပို့ပြီးတယ်h နဲ့ t နဲ့ပေါ့နော် h ကじゃကျွန်တော်ဟာဒီမှာ human variable ဖြစ်အောင် kilo တွေ mega တွေ giga တွေကျွန်တော်လာပြီးတော့ပြောင်းပြီးတယ်အဲ့ဆိုကျွန်တော်တို့ကဒါပို့ပြီးတော့ family ရဖြစ်တဲ့ view ပေါ့နော်အဲ့ဒါဆိုတော့ပို့ပြီးသိတယ်ဒီမှာဆိုရင်တော့သူဘယ်လောက်သုံးထားတယ်ဘယ်လောက် available ဖြစ်သေးတယ်စသဖြင့်မြင်ရတယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့သူ့ကိုဘာလုပ်လို့ရအောင်မလဲဆိုလို့ရှိရင်ကိုကြည့်ချင်တဲ့ဟာတစ်ခုလေးကိုပဲ target ထားပြီးကြည့်ရမျိုးပေါ့ဆိုကြပါစို့ဒီမှာတော့သိကြည့်လို့မကောင်းဘူးဖုန်းတော့လည်းမရှိဘူးဒီ file system လုံးဝကျွန်တော် lightweight လေးဆိုတော့ဒါ root ပဲရှိတယ်အဲ့တော့ example ပေါ့နော်ကြည့်အောင်dfကို Linux file system ကိုကြည့်ရဗျာ home directory မှာသူ့ရဲ့ဒီ usage ပေါ့နော်အဲ့တော့သွားပြီးကြည့်ရမယ်လို့လို့ရခုတော့ကျွန်တော်ကဘာလုပ်ကြည့်မလဲဆိုတော့run ပေါ့နော်ဒီ run အောက်မှာဘာရှိအဲဒီမှာဆိုလို့ရှိရင်ဒီမှာတစ်ခုတည်းလေးဒီကောင်လေးဟာကိုမှာလာပြီးတော့ပြပဲဒါကိုဘယ်ဟာကိုသွားပြီးတော့ကြည့်ချင်လဲ specify လုပ်လိုက်တာနော်ဘယ် partition တွေဘယ် mount point တွေကျွန်တော်ကြည့်ချင်လဲကြည့်လို့ရတယ်အဲ့လိုမျိုးပဲကျွန်တော်ဒီဟာကိုဒီ byte တွေနဲ့ကြည့်ချင်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် p1 အဲ့ဆိုရင်မှာ byte နဲ့လာပြပဲဒီ block တွေပေါ့နော်ဒါကတော့ကျွန်တော်တိတ်တော့မကြည့်ပြဘူးအဲ့အောင်မှထပ်ပြီးတော့သိချင်တယ်ဆိုရင်ထုံးစံတိုင်းမလုပ်မလဲသူရဲ့ man page ကိုသွားပြီးကြည့်ကြည့်မယ်ပေါ့နော်ဒီ df နဲ့ပတ်သက်ပြီးဘာတွေလုပ်လို့ရမလဲစသဖြင့်ဘာတွေရှိသေးလဲဆက်ကြည့်လို့ရတယ်ကျွန်တော်ခုပြသွားတာအကုန်တော့မဟုတ်ဘူးဒါပေမဲ့ဒီ command လေးကလည်းအသုံးများတဲ့ထဲမှာပါတယ် okay ရမယ်နော်